ကြော်တော့မလို့လားမကြော်နဲ့အောင်တေးချာလေးနားထောင်ပေးသွားပြီးွားရင် live share လေးတစ်ခေါက်လောက်လုပ်ပြီးနော်အရန်အရေးကြီးလို့အခုလက်ရှိမှာကျွန်တော်တို့ကြားနေရတဲ့နော် TNA ကနေမိုးကုတ်စစ်ကောင်စီလက်တွေကိုပေးသွားဖို့ကိစ္စလေနော်ကျွန်တော်နားထဲတော့မစတော့ကျွန်တော်တို့ဒီကိစ္စတွေကိုကျွန်တော်တို့မပြောချင်ဘူးဗျမပြောချင်တယ်ပြောရတော့ကျွန်တော်ဒီတော်လန်ရေးလမ်းစဉ်ကိုစောက်ခဲ့တာဘာတွက်လဲဘဒုတွက်လဲနော်ဒီဝပြည်သူတွေသိတယ်ကျွန်တော်တော်လန်ရေးอ่ะတော်လန်ရေးလုံနေတဲ့လူอ่ะနှစ်လမ်းပဲရှိတယ်တလမ်းကအာနာစင်ကိုကျွန်တော်တို့အမြင့်ပြုတ်အောင်တိုက်မှာနောက်တလမ်းကတော့အာနာစင်ကိုမတိုက်ပဲနဲ့အဆုံးပေးပြီးတော့စစ်အာနာစင်တွေမိစ္ဆာတွေလှုပ်တယ်မြခံပါလားကျွန်တော်တို့ကနှစ်လမ်းပဲရှိတယ်နော်အဲကြောင့်မို့ကျွန်တော်တို့ဒီရဲ့ရဲဘော်တွေအသက်တွေစတေးပြီးတော့တိုက်နေတဲ့အချိန်မှာကျွန်တော်တို့မိဘပြည်သူတွေရတယ်တန်းနန်အစွမ်းကုန်စူးစမ်းပြီးထောက်ပံ့ပေးရမယ်အခုတရားနေကနေကျွန်တော်တို့ဓာဆိုးကိုပေးလိုက်တော့အားမရဘူးမိုးခုတ်ပါထပ်ပြီးနော်အခုမန္တလေး PDF ကနေပြန်ပြီးတော့ကြော်ညာတယ်ကျွန်တော်တို့စုပ်ကျင်စုပ်ဝါပေးချင်းပေးအတူလလာငါတို့ကတော့ခံချမယ်ငါတို့ထိမ့်မယ်အဲ့လိုမျိုးပဲဖြစ်ရမှာတော်လန်ရေးကိုကျွန်တော်တို့ကပြက်တသားလောက်အောင်ကျွန်တော်တို့ PDF ရဲဘော်တွေကပြက်တသားအစီမှာလုံနေကျွန်တော်တို့မိဘပြည်သူကလည်းပြက်တသားထောက်ပံ့ပေးရမှာဝင်းရံပေးရမှာဒါလိုအပ်တယ်နော်ကဲကျွန်တော်မိဘပြည်သူတွေအနေနဲ့တွေးမအေးပဲPDF တွေဘာလို့တယ်လိုအပ်ချက်မှန်တယ်မြကျွန်တော်တို့မိဘပြည်သူတွေကတတ်နိုင်တဲ့ဘက်ကနေထောက်ပံ့ပေးကြပါဝင်းရံပေးကြပါလို့မြင်တာရက်ခတ်ပါဒါကကျွန်တော်တို့တစ်ချိန်ကြရင်အနာဂတ်ကလေးတွေမျိုးဆက်တစ်တွေနော်ထုံးလင်းတောက်ပံ့မှုကျွန်တော်တို့တွေအစီကနေအသက်တွေစတေးပြီးလှုပ်နေတဲ့အချိန်ဘယ်သူမှဇွဲမစို့ပဲနိုင်အောင်တိုက်နိုင်အောင်ချဒါကျွန်တော်တို့ရဲ့စုံပြတ်ချက်ပဲဘာဖြစ်လို့လဲဒီအာနာစင်တွေကသူတို့စိတ်ထဲမှာမလို့သူတို့ပြည်သူတွေကိုဒုက္ခပေးတာလေနော်သူတို့ပါဇက်ကတော့ပြည်သူကာကွယ်ဖို့နော်နိုင်ငံကိုကာကွယ်ဖို့နိုင်ငံကိုဖျက်ဆီးရောင်းစားပြည်သူကိုတပ်ဖြတ်နေတဲ့ဒီမိစ္ဆာတွေကျွန်တော်တို့တွေကဒီတိုင်းပဲငြိမ်ခံနေမယ်ဆိုရင်နောက်နှစ်90ပေါ့900ထိတယ်ဒီလိုမျိုးပဲကျုံလူကျုံပေါ်အောင်ခံနေရမှာပဲနော်အဲကြောင့်မို့ဒီချိန်မှာကျွန်တော်တို့တွေကလက်တွဲပြီးတော့တိုက်ရမယ့်အချိန်ဖြစ်တယ်ကြံတဲ့လူတွေမပိုင်နေပါဘူးကျွန်တော်တို့လက်ရှိ PDF တို့အမိခံထားတဲ့လူငယ်တွေနဲ့ပြည်သူနဲ့လက်တွဲပြီးတော့အာဏာစင်ကိုမြစ်ပြုတ်အောင်တိုက်မယ်ဆိုချိန်ရွေးနိုင်ပြီလား